ကျမတို့အရင်ရက်က compound angle formula တွေကိုသိခဲ့ပြီးပြီ။အဲ့ဒါကဘာတွေလဲဆိုတော့ sin alpha plus beta ဆိုလို့ရှိရင် sin cos cosine အပေါင်းအဲ့တော့ sin alpha cos beta အပေါင်း cos alpha sin beta အဲ့ဒီလိုပဲ cos အပေါင်းဆိုရင် cos alpha plus beta cos အပေါင်းဆိုရင် cos cos sin sin အဲ့တော့ cos alpha cos beta cos ဆိုရင်တော့လက္ခဏာကပြောင်းပြန်ဖြစ်သွားတယ် sin alpha sin beta ဒါကတို့အရင်ရက်ကသိပြီးသားခုတကယ်လို့များကျမတို့ရဲ့တောင်းနှစ်ခုဖြစ်တဲ့ alpha နဲ့ beta နဲ့များညီတယ်ဆိုရင်ကဲဒါဆိုရင်ကျမက sin alpha plus beta နေရာမှာလဲ alpha လို့ထည့်လိုက်မယ်အဲ့ဒါဆိုဒီဘက်ကတန်ဖိုးကဒါကိုဖြန့်ချလိုက်လို့ရှိရင် sin alpha cos alpha plus cos alpha sin alpha လို့ဖြစ်သွားမှာပေါ့အဲ့ဒါဆိုဒီမှာ alpha နဲ့ alpha နဲ့ပေါင်းတယ်ဆိုတော့ alpha နှစ်ခု sin 2 alpha equal အဲ့ဒါလေးက sin alpha cos alpha ဒါက cos alpha sin alpha တကယ်ကြတော့ multiplication မှာ commutative ဖလှယ်လို့ရပါတယ်ဒါကြောင့် cos alpha sin alpha ဆိုတာကို sin alpha cos alpha လို့ရေးရင်လည်းအတူတူပဲကဲဒါကြောင့် sin alpha cos alpha plus ဇာတ်ဒါကိုရှင်းနောက်ပြောင်းရေးလိုက်ပြီ sin alpha cos alpha ဒါဆို sin alpha cos alpha နှစ်ခုဖြစ်သွားတာဒါကြောင့် 2 sin alpha cos alpha တနည်းအားဖြင့် sin 2 alpha ဆိုတဲ့ sin ရဲ့ဒေါင်းနှစ်ဆတန်ဖိုးဟာ 2 sin alpha cos alpha ဒါဆိုဒီတစ်ခါကျမတို့ cos စဉ်းစားကြည့်အောင်အဲ့လိုပဲအဲ့ဒီမှာလဲ cos alpha plus beta ကိုကျမက alpha နဲ့ beta နဲ့တူတယ်လို့စဉ်းစားလိုက်ပြီဒါဆိုရင် cos alpha plus alpha လို့ဖြစ်သွားပြီပေါ့ကဲအဲ့ဒါကိုဖြန့်ချတော့မယ် cos alpha cos beta oh sorry ကျမ beta နဲ့တူတယ်လို့ပြောထားပြီးသားအဲ့တော့ cos alpha cos alpha minus sin alpha sin alpha လို့ဖြစ်သွားမှာအဲ့တော့ cos alpha cos alpha မြောက်လိုက်တော့ cos square alpha minus sin alpha နဲ့ sin alpha နဲ့မြောက်တာဖြစ်တဲ့အတွက်ကြောင့် sin square alpha ဒါကြောင့် cos 2 alpha cos ရဲ့ဒေါင်းနှစ်ဆတန်ဖိုးဟာ cos square alpha minus sin square alpha ဟုတ်တယ် cos ကဒီတစ်ခုတည်းမဟုတ်ဘူးကျမနောက်တစ်မျိုးပြောင်းလို့ရသေးတယ် cos 2 alpha equal to ဘာပြောင်းလို့ရတာလဲဆိုရင်ကျမတို့မှာဘာ formula ရှိလဲဆိုရင် sin square alpha နဲ့ cos square alpha နဲ့ပေါင်းရင် 1 လို့သိပြီးသားအဲ့ဒါဆိုရင် cos square alpha ဆိုရင် 1 minus sin square alpha နဲ့အတူတူပဲကျမလာလေးစားကြည့်လိုက်မယ်နော်အဲ့တော့ cos square alpha ဆိုတဲ့နေရာမှာ 1 minus sin square alpha လို့ထည့်လိုက်ပြီအဲ့ဆိုရင်နောက်ကငကိုရှိတာက sin square alpha ဒါကြောင့် 1 minus sin square alpha sin square alpha ဖြစ်တဲ့အတွက်ကြောင့် 2 sin square alpha ဒါကြောင့် cos 2 alpha ရဲ့ formula နောက်တစ်ခုကတော့ 1 minus 2 sin square alpha ကဲဟုတ်ပါပြီဒီ formula နဲ့ပဲကျွန်မပြန်ကောက်ပါအောင်မယ်ကျွန်မအပေါ်မှာရထားတဲ့ cos 2 alpha ဆိုတာဟာ cos square alpha minus sin square alpha လို့သိထားတယ်ဒီတစ်ခါကျွန်မ sin square alpha ဆိုတဲ့နေရာမှာ 1 minus cos square alpha လို့ထည့်တော့မယ်တကူရှိတာက cos square alpha minus sin square alpha ဆိုတာက 1 minus cos square alpha နဲ့အတူတူပဲဒါကြောင့် cos square alpha minus 1ဒီက minus ကကွင်းဖြုတ်လိုက်တဲ့အခါမှာ plus cos square alpha ဒါကြောင့် cos square alpha နဲ့ cos square alpha နဲ့ပေါင်းရင် 2 cos square alpha minus 1
ဒါကြောင့် cos 2 alpha ရဲ့နောက်ထပ် formula တစ်ခုက 2 cos square alpha minus 1အဲ့တော့ကျွန်မအခုသုံးခဲ့တဲ့ formula တွေကအဲ့ဒီဟာလေးကနေပြင်ခဲ့တာပါ sin square alpha နဲ့ cos square alpha နဲ့ပေါင်းရင်1ဆိုရင် sin square alpha ကိုလိုချင်ရင်1 minus cos square alpha ဒါလေးကကျွန်မဒီမှာသုံးခဲ့တာဟုတ်ပြီနောက်တစ်ခုကဒီ equation က cos square alpha ကိုလိုချင်ရင်1 minus sin square alpha အဲ့ဒါလေးကကျွန်မဒီမှာသုံးခဲ့တာနော်ဒါကြောင့်ကျမတို့ရဲ့ double angle formula တွေကိုလိုချင်ရင်တို့ရဲ့ compound angle formula ကနေပြန်ရှာလို့ရပါတယ်